ကျွန်တော်တို့ကအဲ့ဒီ69ခုနှစ်တုန်းကကျွန်တော်တို့က53 1853ကျွန်တော်တို့က14နှစ်ခန့်စောအထက်ဗမာပြည်မှာစက်ရုံ50ကျော်ထူထောင်ပြီးမလွဲမသွေအေယာဝတီမြစ်တန်းကနေအထက်ဗမာပြည်သိမ့်ဖို့စစ်သင်္ဘောတွေလာမယ်ထင်လို့ရေမြုပ်ပုံထောင်တာလဲအောင်မြင်ခဲ့ပြီးကျွန်တော်တို့နိုင်ငံမှာခဏခဏအရေးကောင်းပြီးတိုင်းပြည်ဖွံ့ဖြိုးတိုးတက်တော့မယ်ဆိုရင်အဲ့ဒီအာဏာယူထဖောက်ကြတယ်အဲ့ဒီမိကုန်းတိုင်းညီကောင်နှစ်ပါးထဖောက်လိုက်တာနဲ့ကနောင်မင်းသားကြီးကြဆုံးတာတိုင်းပြည်ဟတ်ထိုးလဲတာအရန်နစ်နာဖို့ကောင်းတယ်40ခွန်တကယ်အင်းနဲ့အားနဲ့အချိန်တိုင်းပြည်ဟတ်ထိုးလဲတယ်အဲ့တော့နှစ်ခါဟတ်ထိုးလဲထားတဲ့နိုင်ငံအပိုင်းအခြားလေးနဲ့3ချက်ပဲရှိတဲ့နိုင်ငံဒီနေ့အချိန်ထိပြန်တွက်ကြည့်နှစ်ပေါင်း80နာကတ်လူတော်မှ80ဆိုရင်မကောင်းတော့တိုင်းပြည်လည်းအိုပြီကျွန်တော်တို့လည်းလူတွေလည်းအိုနေကြတယ်အဲ့တော့ပျော်မြင့်နေတဲ့ကလေးတွေအဲ့ဒီအိုတဲ့အမွေကြီးတစ်ခုတော့လက်ဆင့်ကမ်းမပေးကျင်တော့အရေးကြီးတာစိတ်ခွန်အားတွေနဲ့မိမိအနာဂတ်ကိုမိမိဘလို့ဖြတ်တန်းကြမှာတော့ကိုယ်တိုင်းပြည်အရေးစီကိုယ်အရေးလို့သူတို့ရဲ့ရင်ပတ်ထဲမှာရောက်အောင်တော့ပို့ဆောင်ပေးကြရမယ်